ကဲငယ်တုန်းကဟလာလူတိုင်းအိမ်မက်ခဲ့ရတဲ့ကားကြီးကိုကျွန်တော်သိန်း200ဝန်းကျင်နဲ့ပဲရောင်းပေးမယ်ဗျာဘယ်သူမှထင်မှတ်မထားတဲ့ဈေးလေးဟုတ်တယ်မလားဒီကားဒီကြောဟလာဒီလောက်ရုပ်ထွက်ကြီးကသိန်း200ဝန်းကျင်ဆိုရင်ကျွန်တော်လိန်နေရလို့ပဲခင်ဗျားတို့ထင်လိုက်မယ်မလိန်ဘူးဗျာကျွန်တော်ဒီကားနော်သိန်း200ဝန်းကျင်နဲ့ပဲတကယ်ရောင်းပေးမယ်အင်ဂျင်ဂီယာပေါ့နော်ရေဆူရေမုတ်အကုန်အာမခံမယ်အောက်ပိုင်းတွေလည်းငြိမ်မယ်ရှော့ဘားတွေလည်းအနှိမ့်အမြင့်ရမယ်နော်စေးဘော်တွေပိုင်းလှုပ်ချက်လည်းမရှိဘူးဗျအတွင်းကန်းနေဆိုလည်းအဆုပ်အပြဲမရှိဘူးနော်ထိုင်ကုန်လဲတာဖြစ်မယ်လဲတာဖြစ်တဲ့ကိုမှကျွန်တော်အပေါ်ကလဲတာအစွတ်ထက်စွတ်ပေးထားတယ်သိန်း200ဆိုတာကတကယ်တွက်ကြည့်ရင်ဒီကားရဲ့မီးလုံးနှလုံးသေးပဲရှိတယ်ဗျာနော်မီးလုံးနှလုံးသေးလောက်ပဲရှိတယ်ကားမီးကွက်ဈေးနဲ့ပဲကျွန်တော်ရောင်းချပေးတာဖြတ်ကားလုံးရင်တော့တန်တယ်ဗျာကဲဒီကောင်လေးက Toyota Extreme Model 2006 2 wheel ပေါ့အယောင်ကတော့အဖြူအောင်လေးပေါ့နော်စေးပိုင်းကတော့လှုပ်ချက်ပါတခုမှမရှိဘူးဗျစေးဘော်တွေပိုင်းလှုပ်ချက်နော်ဘာမှမရှိဘူးဒီကောင်တွေ့စက် engine နဲ့ဗျာ Alpha 2.4 အဲ့ဒါနဲ့တူပဲနော် engine power သေးမယ်စီစားတက်တာမယ်တွင်းကန်းလေးလည်းလှတယ်ဗျာဒီမှာခုံ3တန်းဖြစ်မယ် Alpha လိုပဲမိသားစုစီတော့တန်မယ်ဗျာနော်လုပ်ငန်း3တန်မယ်ကဲအားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ဒီတစ်ခါမိတ်ဆက်ပေးနေတဲ့ကားလေးက Model 2006 2 အမဲရောင်တန်ချောလှလေးဒီကားလေးကလောအကျွတ်မတို့ရှယ်လေးဗျာစီကြောတင်းနဲ့မတင်းနဲ့ကတော့ကိုရုပ်ကိုတော့မှန်ထဲမှာမြင်နေရတယ်လို့ပဲနော်ဒီကားလေးကအင်ဂျင်ကြီးပေါ့လုံးဝရှယ်လေးဗျာမောင်းကြည့်ုံနဲ့အာလာဖတ်ရဲ့အရသာကိုအပြည့်အဝအစစ်အမှန်ပေးစွမ်းမဲ့ကားလေးဖြစ်ပါတယ်ဗျာအားလုံးပဲမင်္ဂလာပါဗျကျွန်တော်ခုရောင်းချပေးမယ့်ကား Mitsubishi Xpander ပါဒီကောင်က9ရောက်စီးဗျ model ကတော့2023ပါ engine power တော့ 1.5 ပဲဗျ 1.5 ကိုမှ9ရောက်စီးပါအစွဲရုံးလေးတော်ကောင်းတယ်ပြီးတော့စီစားလဲတက်တာမယ်ဗျမိသားစုစီးတဲ့ကားပါစီစားလဲရမ်းတက်တာတယ် eco မှုတွေရောပါမယ်ဗျရောင် grade တော်စုံတယ် model မြင့်မလို့ကားပိုင်းတော့ပြောစရာမလိုဗျတစီလုံးအော်စေးပတ်လဲနေပါကားအတစ်တိုင်းစီးရမှာနော်ရောင်အရှိရောအနောက်ရောဆိုနာအပြည့်ပါမယ်ဗျဆိုနာပတ်လဲနေပါမီးခွဲကအစလုံးဝရှယ်လာတယ်ဗျဘောစီတွေရောင်စေးတန်တန်လေးနဲ့ရောင်းပေးပါမယ်နော်အတွင်းခန်းနဲ့လေတာနဲ့လာပါမယ်ဗျအတွင်းခန်းလေတာနဲ့ပါခုံ3တန်းမြအကွန်းနဲ့အရှိရောအနောက်ဗျရော model 2023တော့ poster နဲ့လာပါမယ်ဗျရော poster နဲ့ပါဆရာတိုင်းဘလုံးအပြည့်နဲ့ဗျဒီကောင် handbrake လေးခလုံးနဲ့ဗျ TV tablet အကြီးနဲ့တော်ရှင်းတယ်လောက်ထားတယ်